ဒီလောက်ရွာထနေရကောင်မဆက်လာဖို့ပြီးတော့ထဲပေးလိုက်အောင် ကူမလုံးနဲ့ ငါတို့နှစ်ယောက်ကခုကျေရှိလို့စုံစမ်းကြရလို့ပြောချင်တာ အေးဟုတ်တယ်မင်းကအခုလမ်းခွဲဖို့အတိလာပေးရထဲရငါလက်ချမဲ့ကောင်းပါလေပဲ ဟုတ်ရဲ့သူလေဒီလိုတော့သူမအောင်ဘာရှင်းပြနေရလဲကြည့်ပါဦးလက်နဲ့6တင်မှလည်းညစ်ပတ်နေရရုံလို့ကောင်းလိုက်တာ ဒါဆိုနေငါ့ကိုပေးရတဲ့ဂတိတွေရအောင်ဘယ်ရောက်သွားပြီလဲနေပြောတော့မြို့ကပြန်လိုက်ငါ့ကိုလက်ထပ်မယ်ဆိုအခုဘလို့ဖျက်ရလဲငါ့ကိုပြောစမ်းမအောင် ဒီဟောလူကလည်းဒီအစင်နဲ့ဒီအစင်အေချာလည်းပြန်ကြည့်လိုက်အောင် နေငါ့အချစ်ကိုတမိုးမထောင် တန်မိုးဟုတ်လားဒီလိုတော့သူမမဘာတန်မိုးရှိလို့လဲ ဘေဘီရဲ့ကြည့်စမ်းပါလောက်စားနေရတနာစရာကောင်းလိုက်တော့ကွာမင်းတို့နှစ်ယောက်ကလိုက်လေလိုက်ဖက်တယ်ရွာနာအမြက်ရွာနွားပြန်စားတော့မှာပေါ့ဟုတ်လားဒါကြီး ဟဲ့ဒီပစ္စကိုပိတ်တာမင်းငါတို့နှစ်ယောက်ကိုမတော်ကားနဲ့ ကြည့်စမ်းမအောင်သူ့ရှင်ကနေကာကွယ်ပေးနေလိုက်တာငါတို့မြင်ခဲ့တာတော့နင်တို့ဆက်ခင်ကလည်းနင်တို့လိုပဲနော်နွမ်းဖက်နေရ ဒီလောက်ရွာထနေရကောင်မဆက်လာဖို့ပြီးတော့ထဲပေးလိုက်အောင် ကူမလုံးနဲ့ဒါအဒီနန်တွေတော့ရမ်းတန်မှုရှိတဲ့15ခွန်ရှိဒီလိုလူမျိုးတွေနဲ့လုံးဝမတန်ဘူး လောက်ခါလောက်နဲ့ထပ်ထကြအောင်လေ တော်တော့ ကိုတောင်းမှမှာကိုနဲ့ချိန်နဲ့တဘောသားချင်းတိုက်ဆိုင်ကိုလမ်းခွဲလိုက်ပြီ အဲ့ငါဘာလုပ်ပြရမှာလဲ ကိုတောင်းမှမှာတော့ကိုကူပြန်လက်ခံမိနိုင်မလား ဒီမှာကောင်းမြတ်တယ်နင်းကလေညင်ဆွဲတော့မဖြစ်တတ်တဲ့လူစားမျိုးနင်းသိထားဖို့ကလေငါ့နှလုံးသားထဲမှာနင်းလောက်ကောက်တဲ့နေရာမရှိတော့ဘူးဆိုတာပဲ